Hello အားလုံးပဲမင်္ဂလာပါ Sun 5 Diary YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့ California မှာတွားရောက်လည်ပတ်တဲ့နာမည်ကြီးနေရာတွေကမှ Bear Valley ဆိုတဲ့ ski resort ကို2025ခုနှစ် January လ6ရက်နေ့မှာတွားရောက်လည်ပတ်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ် Bear Valley Adventure က Stanislaus အမျိုးသားတစ်တော်မှာရှိပြီးတော့ California ပြည်နယ် Bear Valley တွင်တည်ရှိပါတယ် Bear Valley လို့ခေါ်တဲ့ဝုန်းဝွန်တောင်ကြားအပန်းဖြေစခန်းဟာအမြင့်ပေ8495ပေရှိပြီးတော့ပင်လယ်ရေမျက်နှာပြင်မှာအမြင့်ပေ9950ပေမှာရှိပါတယ်။ Bear Valley Adventure မှာရာသီဥတုပေါ်မူတည်ပြီးလှုပ်ရှားမှုအမျိုးမျိုးပြုလုပ်နိုင်ပါတယ်။ဆောင်းရာသီမှာနှင်းလျှောစီးတာ၊စကိတ်စီးတာအပြင်နှင်းဖက်နှက်စီးပြီးသဘာဝတရားတွေကိုကြည့်ရှုနိုင်ပါတယ်။နှင်းလျှောစီးဖို့အတွက်1680ဧကကျေဝန်းရှိပြီး185ဧကကျေဝန်းနဲ့လမ်းကြောင်းပေါင်း85လမ်းရှိပြီးတော့ဓာတ်လေက9ခုပါရှိပါတယ်။ Snowshoeing နှင်းလျှောစီးဖို့ဖက်နှက်များငှားနိုင်ပါတယ်။ Mountain biking တောင်တက်စပိန်ငှားခြင်း boat rentals အနည်းရှိရေကန်များစီတို့တွားရောက်ရန်ကနူးလီများငှားနိုင်ပါတယ်။ Tubing and sledding နှင်းလျှောစီးဖို့အတွက် tube တွေငှားပြီးတော့နှင်းဖုံးနေတဲ့တောင်ကုန်းတွေပေါ်မှာနှင်းလျှောစီးစော်ကစားနိုင်ပါတယ်။ဒါကတော့ဇန်တို့ Bear Valley ကိုသွားနေတဲ့လမ်းမှာတွေ့ကြရတဲ့သဘာဝရှုခင်းတွေပဲဖြစ်ပါတယ်။ California မှာတွားရောက်လည်ပတ်ဖို့အတွက်နာမည်ကြီးနေရာတွေကတစ်ခုဖြစ်တဲ့ဒီ Bear Valley Adventure ကိုရောက်တော့မယ်ဆိုတော့ရင်းနှီးခုန်ပြီးတော့စိတ်တွေလှုပ်ရှားမိနေရတော့အမှန်ပါပဲ။နှင်းတွေဖုံးနေတဲ့တောင်ပြပြကြီးတွေရဲ့နေအောင်ကြီးကလည်းနှွေးနှွေးလေးဖြာဆင်းနေပြီးပြာလဲ့နေတဲ့မိုးသားကောင်းကင်ကြီးနဲ့တိမ်တိုက်တွေကိုမြင်ရတာတဘာဝပကြီးကတစ်ချက်လိုပါပဲ။ Bear Valley ကိုစောင်းတွင်းမှာပဲလာရောက်လက်ပတ်ဖမ်းဖြေနိုင်တာမဟုတ်ဘဲနဲ့နွေရာသီမှာလည်းတောင်တက်တာစပိန်စီးတာလမ်းလျှောက်တာဒါမှမဟုတ်လှေစီးပြီးရေထဲမှာအပန်းဖြေတာတွေလုပ်နိုင်ပါတယ်။ရနိုင်တဲ့ဝန်ဆောင်မှုတွေကတော့လိုအပ်တဲ့ပစ္စည်းတွေစပိန်တွေကိုငှားပေးတယ်တင်နန်းတွေလည်းပို့ချပေးပြီးတော့အတွေ့အကြုံရှိတဲ့လက်ညွန်တွေကစိတ်ချအန္တရာယ်ကင်းအောင်ကူညီပေးတာမျိုးလည်းရှိပါတယ်။ Bear Valley မှာနွေရာသီမှာဆိုရင်လည်းဖျော်ဖြေပွဲတွေလည်းရှိပြီးတော့နားနေခန်းထမင်းစားခန်းကော်ဖီဆိုင်နဲ့ဈေးဆိုင်များလည်းရှိပြီးတော့တက်တောင့်တက်တာအပန်းဖြေနိုင်ပါတယ်။ Bear Valley Adventure ကတဘာဝနဲ့ထိတွေ့ပြီးစုံစမ်းမှုတွေလုပ်ချင်တဲ့လူတွေအတွက်အရန်ကောင်းတဲ့နေရာတစ်ခုပါ။ Woke up this morning, saw your face, wagging tail in boundless grace. We hit the park, sun shining bright. You're my buddy, my delight. Chase some squirrels, ran so fast. All our worries in the past. You're my shadow every day. In our world, it's always play. Hey, 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 my furry friend.
Bear Valley Resort မှာတက်ကြီးတွေဦးတွေနဲ့စပတ်ဆိုင်ရာဝန်ထမ်းများအတွက် membership and discount အစီအစဉ်တွေလည်းရှိပါတယ် I just wanna have some fun, yeah. I don't wanna fall in love. I just wanna have some fun. I don't wanna fall in love. ဇန်က ski မစီးတက်လို့ sledding လုပ်တဲ့ကျုပ်လေးတွေပဲငှားပြီးတော့စီးခဲ့ပါတယ်ဒီနေရာက sledding လုပ်တဲ့ကျုပ်လေးတွေငှားတဲ့နေရာပေါ့သူက2နာရီကိုကျုပ်တစ်ခုကို$25ပေးရပါတယ်တကယ်လို့လေ Bear Valley ကိုသွားဖြစ်ခဲ့မယ်ဆိုလို့ရှိရင် weekend တွေမှာသွားတာမျိုးမဟုတ်ဘဲနဲ့ weekday မှာသွားမယ်ဆိုလို့ရှိရင်ဒီ sledding စီးရဲ့ကျုပ်လေးတွေကိုအချိန်ပိုပေးတဲ့အတွက်ပို့ပြီးတော့ကလေးတွေနဲ့ကြာလေးဆော့ရတယ်ပေါ့နော်ကျုပ်လေးတွေငားပြီးပြီဆိုရင်ကျုပ်လေးတွေဆွဲပြီးတော့ကိုစီးမဲ့နေရာကိုလမ်းလျှောက်ပြီးတော့သွားရတယ်ပြီးတော့ကျုပ်လေးတွေကိုပေါ်ကနေပြီးတော့ slide လုပ်ပြီးဆင်းချမဲ့နေရာတောင်ကုန်းလေးပေါ့နော်အဲ့ဒီနေရာကိုကျုပ်လေးတွေဆွဲပြီးတက်သွားရတယ်ပြီးလို့ရှိရင်အဲ့ဒီမှာကျုပ်စီးဖို့စောင့်နေတဲ့သူတွေများတယ်ဆိုလို့ရှိရင်လည်းအလှည့်ကျပုံစံလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးပေါ်ကနေ slide လုပ်ပြီးဆင်းချလိုက်ပြီးလို့ရှိရင်ကျုပ်လေးတွေပြန်ဆွဲသွားပြီးတော့ခုနအစီမဲ့တောင်ကုန်းလေးပေါ်ပြန်တက်လိုက်တယ်ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးတက်လိုက်ဆင်းလိုက်တဲ့ပုံစံမျိုးလေးနဲ့ဆော့ရတာပေါ့နော် Have some fun, yeah. I don't wanna fall in love. I just wanna have some fun. ဇန်ကတော့ကိုတခါမှမကြုံဘူးသေးတဲ့အတွေ့အကြုံတစ်ခုဖြစ်လို့ရမ်းကိုပြောခဲ့တာပဲဒါကတော့ဘယ်သူစီးလာတယ်မှတ်လဲရိုလေသူတယောက်တည်းစီးတာကိုရီးယားကတော့ကြောက်မယ်ချင်လို့တနာနေတာ तू ကအရန်ကိုပျော်နေတာဒါပေမဲ့ तू ကကိုရီလိုမျိုးအော်ပြီးတော့မှပျော်တာမျိုးမဟုတ်ဘဲနဲ့တယောက်တည်းကြိတ်ပြီးတော့ပျော်တာဒီကလေးလေးကလည်းအရန်သေးရဖို့ကောင်းတယ်ဒါကတော့နောက်ထပ် sledding စီးရနေရတစ်ခုပေါ့ तू ကတော့နည်းနည်းလေးပိုမြင့်တယ်အဲ့ဒါကြောင့်ကလေးနဲ့မို့လို့ကိုကတော့တစ်ခါတော့ပဲစီးခဲ့တယ် Zen Vlogs တွေရဲ့ထုံးစံတိုင်း Zen ရဲ့ Vibers လေးတွေကိုဒီဗီဒီယိုလေးရဲ့အနှစ်ဖြစ်တဲ့ Bear Valley လို့ခေါ်တဲ့ဝဝွန်တောင်ကြားအပန်းဖြေစခန်းဟာဘယ်ကနေစပြီးတော့ဖြစ်ပေါ်လာခဲ့တယ်လဲဆိုတဲ့ storytelling လေးကိုလည်း Zen လေးလာမိသလားမျှဝေပေးအောင်မယ်နော် Let's go Bear Valley လို့အခိုင်အမာမိတွင်လာစေခဲ့တဲ့ဇလန်းလေးအများကြီးရှိရတဲ့ကမှာတခုကိုပြောပြရမယ်ဆိုရင်1800ခုနှစ်နှောင်းပိုင်းမှာ Stanislas အမျိုးသားတစ်တော်ရဲ့အလဲပဟိုမှာ Bruno လို့အမည်ရှိတဲ့ Grizzly ဝုန်းဝင်ကြီးတစ်ကောင်နေထိုင်ခဲ့တယ်။ Bruno ကတောထဲမှာတခြားဝုန်းဝင်တွေနဲ့မတူတာကတော့သူ့ရဲ့တောက်ပတဲ့ငွေရောင်အမွှေးတွေနဲ့ညိုရောင်မျက်လုံးတွေကြောင့်ပဲဖြစ်ပါတယ်။ဒေသခံတွေကတော့ Bruno လို့အမည်ပေးထားတဲ့ဝုန်းဝင်က9ပေကျော်ရှိပြီးအလေးချိန်ပေါင်1000ကျော်တောင်ရှိတယ်လို့ဆိုပါတယ်။ Bruno ကနူးညံ့သိမ်မွေ့တဲ့အေယာမကြီးတစ်ကောင်ဖြစ်ပြီးတော့ဂျိုင်ဝမ်တစ်လျှောက်လှည့်လည်ပြီး berry သီးတွေနဲ့ပြားရည်ကိုရှာဖွေစားတောက်လိရှိတယ်။ Bruno ကချင်းချုပ်ခံရခြင်းဒါမှမဟုတ်ကြောက်ရွံ့သွားတဲ့အချိန်မှာတော့ပြန်လည်တိုက်ခိုက်လိရှိတယ်။ဒီလိုနဲ့တခုသောနေရာဒီမှာကုံသွင်းမှုလမ်းကြောင်းအသစ်ကိုရှာဖွေဖို့ထွက်လာတဲ့ခရီးသွားအုပ်စုတစုကအရန်ပင်ပန်းလွန်းတာကြောင့် Bruno နေတဲ့အနီးနားမှာအနားယူဖို့အတွက်အစီအစဉ်ချလိုက်တာပေါ့နော်အဲ့ဒါနဲ့ Bruno ကခရီးသွားတွေရောက်နေတာကိုသတိပြုမိလိုက်တယ်ပြီးတော့တောရဲထွက်လာပြီးတော့ခရီးသွားတွေစီကိုချင်းခတ်ခဲ့တယ်အံ့ဩစရာကောင်းလာအောင်ဒီအလေးချိန်ပေါင်1000ကျော်ပြီးတော့အမြင့်9ပေကျော်လောက်ရှိတဲ့အေယာမဝုန်းဝင်ကြီးကခရီးသွားတွေကိုမတိုက်ခိုက်ဘဲနဲ့ခရီးသွားတွေရဲ့စခန်းတစ်ဝိုက်ကိုရှူရှိုက်ရင်စူးစမ်းနေခဲ့တယ်တဲ့ဝုန်းဝင်ရဲ့တဘာဝကတော့အနှင်းငယ်ရန်လိုတတ်တယ်လေအဲ့ဒါနဲ့ခီးသွားတွေကလည်းဒီလိုရင်ပါပြီးအေယာမတရဝကြီးကိုချစ်ခင်ပြီးတော့ကျေးဇူးတင်တဲ့အနေနဲ့အစားအစာတချို့ကိုဝေးမျှခဲ့တယ်။အဲ့ဒီချိန်ကစပြီး Bruno ကခီးသွားတွေစခန်းချတဲ့နေရာတွေစီရောက်လာပြီးတော့ခီးသွားတွေကိုသူ့ရဲ့နူးညံ့သိမ်မွေ့တဲ့အမူအရာတွေနဲ့ဇက်ဆောင်နေသူဖြစ်ခဲ့တာပေါ့။
ဒီလိုနဲ့ပဲခရီးသွားတွေကသူတို့ရဲ့တငယ်ချင်းတစ်ဖြစ်တဲ့ Bruno ကိုဂုဏ်ပြုသောအဖြစ်ယခုတိုင်ဝမ်ကို Bruno လို့အမည်ပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်။အချိန်ကြာလာတာနဲ့အမျှတဘာဝအလှနဲ့ဒဏ္ဍာရီလာဘုံ Bruno ကိုအစွဲပြုတ်ပြီးတော့ရေပန်းစားတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ Bruno ပြောက်ကွယ်သွားပြီမဲ့လေသူ့ရဲ့အမွေနှစ်ဖြစ်တဲ့ Bear Valley ကိုရောက်လေပတ်သူရဲ့နှလုံးသားထဲမှာတော့အီယာမဝဝွန်ကြီး Bruno ကဆက်လက်ရှိနေပါတော့တယ်ရှင်။ဒီဇလန်လေးကလူနဲ့တိရစ္ဆာန်ကြားကအထူးနှောင်ကြိုးကိုမိမောင်းထိုးပြတယ်လို့ဖြစ်ပြီးတော့ Bear Valley လို့ဖြစ်လာစေခဲ့တဲ့ချစ်စရာကောင်းတဲ့ဒဏ္ဍာရီလာပုံမျိုးလေးတစ်ခုပဲဖြစ်ပါတယ်။ Bear Valley ကိုမရောက်ခင် visitor point တစ်ခုဖြစ်တဲ့ Arnold ဆိုတဲ့ view point တစ်ခုကိုလည်းရောက်ရှိခဲ့ပါသေးတယ်။အဲ့ဒီရန်လှတဲ့ view point နေရာလေးကို A Charming to the Bear Valley လို့လည်းခေါ်ကြတယ်။ Arnold view point ကCalaveras County မှာတည်ရှိပြီး Sierra Nevada တောင်ပေါ်မှာတည်ရှိတဲ့လှပတဲ့မြို့လေးတစ်ခုဖြစ်ပါတယ်။ Bear Valley ကိုမရောက်ခင် Arnold မှာစီဖြစ်ပြီးတော့သဘာဝတရားကြီးကိုကောင်းကောင်းကြီးချေနိုင်တဲ့နေရာလေးပေါ့။အဲ့ဒီ Arnold ဆိုတဲ့ visitor point မှာအမျိုးမျိုးသောငှက်တွေချက်စားလေးရှိတယ်။ဥပမာပြောရမယ်ဆိုရင်တိတ်ငှက်တို့လိုမျိုးတို့ဇီးခွက်တို့လိုမျိုးပေါ့နော်။အဲ့လိုမျိုးအသားစားတဲ့ငှက်တရဝါတွေလည်းချက်စားလေးရှိတယ်။သူတို့တွေကလေထုညဉ့်ညံ့မှုမဖြစ်အောင်နဲ့တဘာဝကြီးကို balance ဖြစ်အောင်ထိန်းထားနိုင်တဲ့စွမ်းရည်ရှိတယ်။ဆိုပြီးစာထဲမှာဖတ်ရပါတယ်။အခါအခွင့်သိရင်တော့ဖြင့် Bear Valley အပန်းဖြေစခန်းသာဥယျာဉ်တော်ကြီးစီတို့တစ်ခါတစ်ခေါက်တော့အလဲရောက်စီခြင်းစမ်းမှာပြီးရဲ့လို့ဖိတ်ခေါ်လိုက်ပါရစေရှင်ဇန်ရဲ့ဒီခီးစဉ်လေးဖြစ်မြောက်ဖို့အတွက်စီစဉ်ပေးတဲ့သူကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ဒီခီးစဉ်အတွေ့အကြုံလေးကိုဇန်တော့အမြဲမှတ်ရနေမှာပါဇန်ရဲ့ Bear Valley ခီးစဉ်လေးကိုအစအဆုံးကြည့်ရှုပေးတဲ့တဦးတယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဇန်ရဲ့ YouTube channel လေးကိုလည်း like follow နဲ့ subscribe လုပ်ပြီးတော့အားပေးခဲ့ပါဦးနော်I will catch you in the next video. Bye bye.